ဘဝဆိုတာတင်နန်းဆရာတဲ့မင်းဟာအမြင့်မာနေရင်လေးတိုက်ခံရမယ်အနှိမ့်မာနေရင်လှန်ဆိုင်ခံရမယ်အလဲမာနေရင်မင်းကိုပခုံးချင်းရှင်တိုက်လိမ့်မယ်ဘေးထွက်နေရင်မကောင်းပြောကြလိမ့်မယ်မင်းကမနေနိုင်လို့လှုပ်ပြီးတော့လဲအယူထနေတာလို့ပြောလိမ့်မယ်မင်းကဘာမှလှုပ်ဖဲနေတော့မင်းကိုငပြင်းလို့ပြောကြလိမ့်မယ်ဒီမှာမင်းကိုမင်းရဲ့ပတ်ဝန်းကျင်ကချီးမွမ်းတဲ့စကားထက်မင်းကိုကဲ့ရဲ့အပြစ်တင်မှုမင်းရဲ့မှားကွက်ကိုစောင့်နေကြတယ်မင်းအောင်မြင်နေတဲ့အချိန်မှာမင်းကိုကပ်ဖားပြီးတော့မင်းကြရှုံးတဲ့အချိန်မှာမင်းကိုနှာခေါင်းရှုံးကြလိမ့်မျက်နှာပေါင်းစွပ်တွေများတဲ့လောကကြီးထဲမှာမိတ်ဆွေကောင်းအင်မတန်ရှားပါပါတယ်မင်းမှန်တယ်ထင်ရင်ပတ်ဝန်းကျင်လည်းမှန်နေရင်ပတ်ဝန်းကျင်ကိုမင်းသိပ်ပြီးတော့ဂယုမဆိုင်မင်းစားနေတဲ့ထမင်းလောက်တော့လဲမင်းကိုယ်တိုင်ကိုဒူးကွန်ချုံနေတာမဟုတ်လို့မင်းမှာအဲ့လောက်တော့မာနရှိတယ်အထီးကျန်နေရလို့လဲစိတ်မပြတ်နဲ့မှားယွင်းနေတဲ့လူတွေနဲ့စုံစည်းနေရတာထက်တယောက်တည်းနေရတာပိုကောင်းပါလေရုံးကန်လှုပ်ရှားအကောင်ဆုံးအရွယ်မှာဇိမ်ခံတက်တာတဲ့လမ်းကိုမင်းမရွေးပါနဲ့တသက်လုံးရေးလိုက်ငားလိုက်နေသွားဖို့လွယ်ကူပေမဲ့ထိုးဖောက်ပြီးထွက်ဖို့ကြတော့မင်းအတွက်ခက်ခဲသွားလိမ့်မယ်မဒမဂန္ဒီရဲ့အစုံမင်းတစ်ခုရှိတယ်မင်းရဲ့အနာဂတ်ဟာမင်းဒီနေ့လောက်ရဲ့အပေါ်မှာပဲမူတည်တယ်တဲ့ပြဿနာတိုင်းကိုလည်းအပြုံးလေးနဲ့ဖြေရှင်းပြုံးနေခြင်းကမင်းအတွက်အားသာချက်ပဲဒါပေမဲ့မဲပြုံးတော့မဖြစ်စေနဲ့မင်းပတ်ဝန်းကျင်ကလူတွေကြောင့်လည်းစိတ်မညစ်နဲ့လူတိုင်းကကိုယ်နဲ့ထက်တူမကြနိုင်ဘူးဆိုတာမင်းမမေ့နဲ့မင်းရင်းချက်လာတာနဲ့အမျှမင်းပတ်ဝန်းကျင်ဟာမင်းကိုမုန်းနေတဲ့သူတွေကိုမင်းဥပက္ခပြုတ်သွားနိုင်မှာပါအောင်မြင်မှုတွေကောင်းတာတွေလည်းရရှိနိုင်ကြပါစေမူရင်းရေးသားသူကလေးစားစွာဖြင့် credit ပေးရပါတယ်ခင်ဗျာ